ကျွန်တော်ကတော့ bakery ဆိုရင်တိတိကျကျပဲလုပ်တယ်ပေါ့နော်ကျွန်တော်လက်မှတ်နဲ့တိတ်မသုံးဘူးအပေါ်လည်းတက်လာပြီပေါ့နော်ကိတ်တယ်နောက်တစ်ချိန်ထပ်ပြီးတော့ဖုံမယ်ဆိုရင်လွယ်ကူနဲ့ဖုတ်စားလို့ရတဲ့ brownie လေးရပါပြီအဲ့တော့ဒီ brownie ဖုန်လေးတွေကအရင်ကလွယ်ကူပြီးတော့ရိုးရှင်းတယ်ကိုယ့်မှာလည်းကိုလွယ်ကူဖုတ်လို့ရမယ်လို့ပြောလိုက်ပါတယ်ဘို့ဆိုရင်ကျွန်တော်ဗဟန်းထဲမှာရှိတဲ့တိုင်းအောင်ကဖေးဆိုတဲ့ကျွန်တော်မိတ်ဆွေတယောက်ရဲ့ဆိုင်ကိုရောက်နေတာပေါ့နော်ဒီဆိုင်လေးမှာကျွန်တော် brownie cake လေးကိုဖုတ်ပြမယ်ဒီ brownie cake လေးရဆိုရင်တော့ကိုယ့်မှာကိုလွယ်ကူနဲ့အာဗန်တစ်လုံးရှိုံနဲ့လှုပ်ရှားလို့ရတယ်ပြီးရင်ကိုရောင်းကျင်တယ်ဆိုလို့ရှိရင်လည်းရောင်းနှမ်းဝင်ကိတ်မုတ်လေးတစ်လုံးပေါ့နော်ဒါလွယ်ကူပဲဘာမှခက်ခဲမရှိဘူးကျွန်တော်အရသာဆိုလို့ရှိရင်လည်းကလေးလည်းကြိုက်တယ်လူကြီးလည်းကြိုက်တယ်ပေါ့နော် ice cream နဲ့တွဲစားလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့လေးကိုကျွန်တော်ဖုတ်ပြမှာဖြစ်ပါတယ်အားလုံးလိုက်ကြည့်ပေးကြပါဦးโอเคအခုဆိုရင် brownie ဖုတ်ဖို့အတွက်ကျွန်တော်အကောင်လုံးပြင်ဆင်ထားရပါတော့ဒီ brownie recipe လေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube မှာပဲဖြစ်ဖြစ်ဒီ Google မှာပဲဖြစ်ဖြစ်ကြိုက်တဲ့ recipe ကိုကြိုက်တဲ့ recipe နဲ့ကိုလုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာတစ်ခုချိတာကဘာလဲဆိုတော့ကျွန်တော် pastry လုပ်တယ်ပေါ့နော်ဒီ cake တွေလုပ်တယ်ဆိုတာတို့ကဒီဟို chemistry သဘောတရားတွေအများကြီးပါတယ်အဲကြောင့်ပါဝင်တဲ့ ingredient တစ်ခုချင်းစီတိုင်ကိုကျွန်တော်တို့ကသိဖို့လိုတယ်သူတို့ရဲ့ဓာတ်ပြုမှုဓာတုဗေဒနည်းပညာအကုန်လုံးကိုဓာတုဗေဒဓာတ်ပြုမှုအကုန်လုံးကိုကျွန်တော်တို့ကအသေးစိတ်တော့သိစရာမလိုပေမဲ့အခြေခံ basic လောက်တော့သိဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဒီ bakery လုပ်ရင်လည်းကျွန်တော်တစ်ခုချင်းစီကျွန်တော်အနည်းငယ်လေးအကြမ်းပြင်းလေးရှင်းပြပါမယ်ပေါ့နော်ဒီအခုဒီမှာလုပ်တဲ့ brownie recipe လေးอ่ะဆိုရင်ကျွန်တော်တို့အမှတ်တရအများကြီးရှိတယ်ပေါ့နော်ကျွန်တော်နဲ့အတူတွဲလုပ်တဲ့ညီလေးတယောက်ရှိတယ်ကျွန်တော်ညီကိုလိုပဲအရန်ချစ်ရတဲ့ညီလေးတယောက်ရှိတယ်ပေါ့နော်သူကတော့အခုဒူဘိုင်းရောက်သွားပြီပေါ့နော်ညီကိုလိုခင်ရတယ်အဲ့ညီလေးနဲ့ကျွန်တော်နဲ့နှစ်ယောက်ပေါင်းပြီးတော့အဖြေရှာပြီးတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ပုံစံမျိုးလေးလုပ်ထားတဲ့ recipe လေးပေါ့နော်ဒါပေမဲ့ကျွန်တော် recipe ကိုမကြိုက်ဘူးဆိုရင်ကြိုက်တဲ့ recipe ကိုသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ recipe မှာအဓိကကျွန်တော်အားထားတာကဘာလဲဆိုတော့ကျွန်တော်ကဆိုင်မှာရောင်းနေတာဖြစ်တဲ့အတွက်ချက်ချင်းစားတဲ့လူတွေမဟုတ်ဘူးပေါ့နော်ချက်ချင်းတစ်ခါလေးကောင်းစားတဲ့လူတွေမဟုတ်ဘူးကျွန်တော်ဆိုင်မှာရောင်းတာဖြစ်သည့်အတွက်ကျွန်တော်ကဒါကိုပြန်ပြီးတော့နှွေးပေးလို့ရတဲ့အနေအထားရအောင်ဒီတက်ချာပေါ့နော်ကိတ်ရဲ့တက်ချာကိုအပြော့မှာကိုအဆင်ပြေအောင်ကျွန်တော်ကထိညှိထားတဲ့ recipe တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် recipe ကိုသုံးမယ်ဆိုလို့ရှိရင်အဓိကကကျွန်တော်ဒီမှာသုံးတဲ့ brownie ကတော့brownie ဖုတ်ပြီးခြင်းကတော့ပျော့ပျော့လေးပူပူနွေးနွေးလေးစားလို့အဆင်ပြေတယ်ဒါပေမဲ့နောက်နေ့စားမယ်ဆိုလို့ရှိရင်လည်းရေခဲတက်တာထဲမှာထည့်ထားလို့ရတယ်ကိုစားကန်နီးတော့မှဒီ microwave ထဲမှာထည့်ပြီးတော့နှွေးလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်ပျော့တဲ့ recipe ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ microwave ထဲပြန်ပြီးနှွေးတဲ့အချိန်မှာပို့ပြီးတော့ပျော့ပြီးတော့ဘလို့မှအဆင်မပြေနိုင်ဘူးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကဖြည့်ရှင်းဖို့အတွက်ကျွန်တော် recipe ကဒီရေတက်တဲ့သိမ်းထားရင်အနေထားတော်တော်လေးရောက်တဲ့အထိကိုမအောင်လို့ကျွန်တော်လုပ်ထားရပါတော့အဲ့ဒါမှကျွန်တော် microwave ထဲထည့်ပြီးတော့နှွေးလိုက်လို့ရှိရင်ကျွန်တော်ပုံမှန်စားတဲ့အနေထားလောက်ရောက်မှာပေါ့နော်အဲ့တော့ဒီကနေလည်းကျွန်တော်ဒူဘိုင်းမှာရောက်နေတဲ့ကျွန်တော်ညီလေးကိုကျေးဇူးတင်ပါတယ်သူနဲ့ကျွန်တော်နဲ့အများကြီးစဉ်းစားပြီးတော့တော်တော်ကြီးကိုဟိုတစ်ခုချင်းစီအချိုးစားရတစ်ခုချင်းစီပြောင်းပြီးတော့အရင်အလှုပ်ရှုပ်ခံပြီးတော့ကျွန်တော်တို့လှုပ်ထားတဲ့ recipe လေးပေါ့နော်ဒါကျွန်တော် recipe လေးကိုမျှဝေတာပါကိုကြိုက်တဲ့ recipe ကိုသုံးလို့ရတယ်ပြဿနာမရှိဘူးเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့အခု brownie လုပ်ဖို့တက်စမယ်ဒီတော့ကျွန်တော်တို့ဒီမိုဘန်းလိုမယ်เนาะဒီဘန်းတစ်ခုလိုမယ်၄တောင်လဲရတယ်အဝိုင်းလဲရတယ်ကိုကြိုက်တဲ့ຢာကိုသုံးလို့ရတယ်shape ကတော့ကြိုက်တဲ့ shape ကိုသုံးရတယ်ပြီးရင်ကျွန်တော် wire waist လိုမယ်ပြီးရင် spatula လိုမယ်ပြီးရင်ကျွန်တော်ပေနံလိုမယ်ပေါ့နော်ပေနံတို့ဒါလို့ဆိုတာကျွန်တော်ဒါကိုဒီထဲမှာဒီ baking paper ပေါ့နော် baking paper ကိုပုံစံလေးနည်းနည်းချလိုက်မယ်ပေါ့နော်ကျွန်တော်ဒီ baking paper လေးကိုပုံစံလေးနည်းနည်းချမယ်တို့ bakery တွေ pastry လုပ်မယ်ဆိုလို့ရှိရင်အဓိကအချိုးစားတွေအကုန်လုံးကအရေးကြီးတယ်ပါဝင်တဲ့ ingredient တစ်ခုချင်းစီတိုင်းရဲ့ scale ကအရန်ရေးကြည့်တယ်မှားသွားလို့မရဘူးပိုသွားလို့မရဘူးလိုသွားလို့မရဘူးအဲ့တော့ပိုသွားတာလိုသွားတာတခု recipe မှာ error တက်သွားတာ ਨੇ ကျွန်တော်တို့ဒီ baking process တစ်ခုလုံးကအကုန်လုံးအချိန်တွေကုန်ခံလူတွေပြန်မှန်းခံစားမှအကုန်လုံးကအလားတက်ဖြစ်သွားပြီအဲ့ကြောင့်လုံးဝမျိုးလုံးနဲ့ကြည့်ပြီးတော့လုပ်လို့မရဘူးစိတ်မှန်းနဲ့ကြည့်ပြီးလုပ်လို့မရဘူးကျွန်တော်ဟင်းချက်တယ်နည်းနည်းလိုရင်နည်းနည်းထပ်ထည့်တယ်စားလို့ရင်စားထည့်တယ်အချုံမုံလို့အချုံမုံထည့်တယ်ငပြားကြီးလို့ငပြားကြီးထည့်တယ် okay ဒါရတယ်ကျွန်တော်ဟင်းချက်နေတာပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ bakery pastry မှာလုံးဝအဲ့ကွက်နင်းလို့မရဘူးဗောနော်ဒါကကျွန်တော်အကြံပေးတာပါဒါပေမဲ့ကိုကြိုက်တယ်လို့ကိုလုပ်ပါကိုလက်မှတ်နဲ့ရရဆိုတဲ့လက်မှတ်နဲ့ဆက်ဆရာကြီးတွေလုပ်လို့ရတယ်ပြဿနာမရှိဘူးကျွန်တော်ကတော့ bakery ဆိုရင်တိတိကျကျပဲလုပ်တယ်ဗောနော်ကျွန်တော်လက်မှတ်နဲ့တိတ်မသုံးဘူးကျွန်တော် recipe စမ်းတဲ့ချိန်လောက်ပဲကျွန်တော်မှတ်ပြီးတော့ထည့်တာဗောနော်ဒါပေမဲ့တကယ်အတိအကျလုပ်မယ်ဆိုရင်ကျွန်တော်တေချာစနစ်တကျလုပ်ရတာဗောနော် okay ဒါဆိုရင်သူ့ရဲ့ဒီကိုမိုးရဲ့အမြင့်ကိုဒီမှာ2လက်မရှိတယ် okay ဒါဆို2လက်မရပြီဒါလေးကိုကျွန်တော်တစ်ချက်တားလိုက်မယ်ဗောနော်ပြီးရင်ဒီမှာသူ့ရဲ့မိုးအမြင့်က2လက်မရှိတယ်အဲ့တော့ဒါကိုလည်း2လက်မကြည့်လိုက်မယ်ဗောနော်
ပြီးရင်ဒီဘက်ဘေးမှာနောက်တဲ့ဟာတစ်ခုထပ်ပိတ်လိုက်ပါတော့နော်အဲ့ဒါကိုကျွန်တော်ကဒီထက်ပို့ပြီးတော့လွယ်လွယ်ကူလေးဖြစ်သွားအောင်လုပ်ပြမှာဖြစ်ပါတယ်ဟုတ်ဒါလေးကိုဒီလောက်လေးညှက်မယ်ဒါဆိုရင်ကျွန်တော်အောက်ခံလေးပဲရပြီဒါကဘာမှမခက်ဘူးပေါ့နော်ဟုတ်ရပြီဒီမိုးလေးထဲမှာထည့်လိုက်မယ်နော်ဒါဆိုရင်မိုးလေးကအန်ကြကြနဲ့တွက်နေသူဝင်သွားပြီဘေကရီကတော့စိတ်ရှိမှရမယ်စနစ်တကျလုပ်ဖို့လိုတယ်ဖြစ်သလိုလုပ်လို့လုံးဝမရဘူးဒါဆိုရင်အောက်ခံတွက်ရပြီအလုံးဝမဟုတ်ဘူးအလုံးရှုံမခံချင်ဘူးဆိုရင်ကျွန်တော်ဒီလမ်းတစ်ခုပြောပြမယ်လုံးချေလိုက်ပြီးရင်ဖြန့်လိုက်ဖြန့်ပြီးသွားရင်ကျိုးသွားပြီဆိုရင်ကိုယ်မှာလုံးချင်လို့လုပ်လို့ရပြီပြီးပြီဒါပဲခုဆိုရင်ကျွန်တော်ဘတ်တာလေးဘတ်တာကိုကျွန်တော် room temperature မှာပဲထားရတယ်အေးခဲနေရဘတ်တာသုံးလို့မရဘူး room temperature ကျွန်တော်25 to 30 degree လောက်မှာရှိတဲ့ room temperature လောက်ဘတ်တာဆိုရပြီဒီလေးပါပါလေးသုံးမယ်အများကြီးသုံးကြမလို့နည်းနည်းပါပါအဓိကအောက်မှာနည်းနည်းလေးsticky မဖြစ်သွားအောင်လို့ပေါ့နော်ကတ်မသွားအောင်လို့ပြီးတော့ဒီလိုမျိုးဒီမှာတွေ့လားကွာနေတယ်တွေ့လားအဲ့ဟိုဘာမှမလုပ်ဒီနားမှာဘတ်တာနည်းနည်းသုံးလိုက်ဒီမှာဘတ်တာနည်းနည်းသုံးလိုက်အမှန်ကြည့်လိုက်ဒါတော့မကွာတော့ဒါပဲဒီဂရီလေးကတော့သူ့ထက်သူ့ပြောမယ်ဆိုသူ့အနေနဲ့သူနည်းနည်း trick လေးရှိတယ်ဗောနော်ဒါလေးတွေကတော့ဟိုတစ်ထိုင်နဲ့ပြောလို့တော့မရဘူးအပုံမှန်အလုံးလုံးနေတဲ့လူဆိုရင်တော့လုံရင်နဲ့အလုတ်ကပဲတင်သွားတာဗောနော်ဒါဆိုရင်အခုဆိုရင်ကတ်သွားပြီခုနလိုမဟုတ်တော့โอเคဒါဆိုရင်အောက်ခံတော့ကစင်းစင်းဖြစ်ပြီโอเคအခုဆိုရင်ဘတ်တာကျွန်တော်ဒီမှာသုံးတာဆိုလို့ရှိရင် 1D 180 gram ရှိမယ်ပြီးရင်ကျွန်တော်တို့cake flour ဗောနော် cake flour ကကျွန်တော်100 gram ရှိမယ်ပြီးရင် chocolate chip 220ရှိမယ်ပြီးရင်တကြား200ရှိမယ်ပြီးရင် baking powder 10 gram ရှိမယ်ပြီးရင် cocoa powder 30 gram ရှိမှာပေါ့နော် cocoa powder 30 baking powder 10တကြား200 ထောပတ်200 180ရတယ်ပြီးရင် cake flour 100ပြီးရင် chocolate chip เนาะအဲ့တော့အကုန်လုံးကျွန်တော်တို့ပြင်ထားပြီးသွားပြီတော့ ready ပြင်ဖို့ပဲပြီးရင်ကျုပ်ပေါ့နော်ကျုပ်ကလည်းကျွန်တော်ရဲတရထည့်တိုင်းကျုပ်ကိုထုတ်လိုက်ပါကျုပ်ကလည်း room temperature ဖြစ်နေဖို့လိုတယ်ကျွန်တော် bakery မှာအရေးကြီးဆုံးက temperature အရေးကြီးဆုံးအနေထားတစ်ခုမှာပါတယ်ပေါ့နော် bakery မှာက temperature တွေ scale တွေမမှန်လို့ရှိရင်ကျွန်တော်မုံကောင်းတစ်ခုပဲတော့ခါမှဖြစ်မလာဘူးကျွန်တော်ဒါဆိုရင်ကျွန်တော် cake flour ကိုသုံးထားတယ် cake flour မှာပါဝင်တဲ့ gluten ပမာဏကကျွန်တော် multi purpose flour တို့ bread flour တို့မှာပါတဲ့ gluten ပမာဏထက်နည်းတယ်ပေါ့နော်အဲ့ကြောင့်မို့လဲကျွန်တော် cake တွေကပို့ပြီးတော့နူးညံ့တယ်သဘောတရားရှင်းမယ် gluten များလို့ရှိရင်ကျွန်တော်ဒိုးသားမုတ်သားကကျန်းမယ်မှာမယ် gluten နည်းလို့ရှိရင်ဒိုးသားမုတ်သားကပျော့မယ်ဒါပဲအဲ့တော့multi purpose flour ဖြစ်တဲ့ဒီအထွေထွေသုံးကြုံသုံးလို့မရဘူးလားလို့မေးရင်ရပါတယ်အဲ့တော့နောက်ဆုံးပါမုတ်ကြုံသုံးရင်ရောမရဘူးလားမေးရင်ရပါတယ်ဒါပေမဲ့ကိတ်သားကမာသွားလိမ့်မယ်နူးနူးညံ့ညံ့လေးကိတ်ရဲ့တခြားထွက်လာမှာမဟုတ်ဘူးပေါ့နော်โอเคနောက်တစ်ခုဒီမှာကျွန်တော်ကဒီထဲမှာ baking soda သုံးထားတယ် baking powder သုံးလို့ရလားမေးရင်ရပါတယ်ဒါပေမဲ့ကျွန်တော် recipe က baking soda နဲ့ဖုတ်တဲ့ recipe ဖြစ်တယ် baking powder နဲ့ဖုတ်တဲ့ recipe မဟုတ်ဘူးအဲ့တော့ baking soda နဲ့ baking powder နဲ့ကတူမလို့လို့နဲ့မတူဘူးဒီ baking soda ကြတော့တို့ဒီပုံမှန်ဟို baking powder လိုမျိုးအနုစားတော့မဟုတ်ဘူးเนาะသူ high acidity လို့ခေါ်တဲ့ acidity level မြင့်မှာသုံးတဲ့ဟာတွေဖြစ်တယ် baking powder ကြတော့low acidity လို့ခေါ်တဲ့acidity နည်းတဲ့အားတွေမှာသုံးတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဒါရောက်ကျွန်တော်နောက်မှအကြမ်းမြင်ဟိုဟာထပ်ပြီးတော့ရှင်းပြမယ်ဒါကဒီအခုပေါ့ပပလေးပဲကျွန်တော်ရှင်းပြလိုက်တာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်စပြီးတော့ပြင်ပါမယ်ဘုဆိုရင်ကျွန်တော်အရင်ဦးဆုံးဒီထောပတ်နဲ့ဒီ chocolate chip လေးတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်အရင်ဆုံးအရေးဖြော်မယ်ပေါ့နော်ပေါင်းအောင်လို့အရေးဖြော်မယ်အရေးဖြော်တဲ့အခါမှာဒီတိုင်းရိုးရိုးတန်းတန်းအိုးကို3ကျင်တယ်ဆိုလဲမီးနိုင်တယ်ဆိုရင်3ကျွန်တော်ကတော့ double boiler လို့ခေါ်တဲ့ပြင်သစ်လို့ဟိုBeimarin လို့ခေါ်တာပေါ့နော် double boiler လို့ခေါ်တဲ့ Beimarin ကိုကျွန်တော်သုံးတယ်တော့အပူကိုဓာတ်ရိုက်ယူတဲ့နီးတယ်မဟုတ်ဘူးအောက်ကနေရင်သွေးငွေ့ကနေတက်လာတဲ့အပူကိုဒီဇလုံးထဲမှာကျွန်တော်ယူတယ်ယူပြီးတော့အဲ့ရအပူနဲ့ဒီ chocolate chip နဲ့ butter နဲ့ကိုအရေးဖြော်မှာပေါ့နော်အဲ့တော့ရေစူအောင်လို့မီးလေးနည်းနည်းတည်မယ်โอเคဘုဆိုရင်ကျွန်တော်အရင်ဆုံးထောပတ်ကိုထည့်မယ်ပြ
ပြင် chocolate chip ထည့်မယ်ပြင်ဒါလေးကိုဖြည်းဖြည်းချင်းမှုမယ်သူအောက်ကနေဒီမှာအပူတက်လာတယ်အများဒီဘောစပြီးတော့အကြီးပျော်လာလိမ့်မယ်ပေါ့နော်ပြင်တော့ကြားထည့်မယ်စပြီးတော့အကြီးပျော်လာပြီပေါ့နော်Pastry bakery ကတော့မိန်းကလေးရပို့ပြီးသဘောကျရပေါ့နော်ဒါပို့သူတို့ကပို့ပြီးယောက်ျားလေးတဲ့ဆိုင်စိတ်ရှိရပေါ့နော်တကယ်တချို့နာမည်ကြီးတဲ့ pastry chef တွေကလည်းယောက်ျားလေးများပါတယ်ဒါပေမဲ့ကျွန်တော်ကကျတော့နည်းနည်းသိစိတ်မရှိတဲ့တယ်ပါတော့ချိုးရကြတော့အရန်အသေးစိတ်မရဘူးပေါ့နော်ခုဆိုရင်စပြီးတော့ပျော်လာပြီအောက်မှာလည်းရေကပူလာပြီပေါ့နော်အောက်မှာဆိုရင်ရေကတဖြည်းဖြည်းနဲ့ဆူလာပြီခုဆိုရင်ကျွန်တော်ဖြော်နေတဲ့အချိန်ထဲမှာပဲအကုန်ပျော်သွားပြီတကြားလည်းပျော်သွားပြီချောကလက်လည်းပျော်သွားပြီထောပတ်လည်းပျော်သွားပြီဒီမှာရေကလည်းဒီလောက်ဆိုရင်ရပြီပေါ့နော်ဆူသွားပြီခုဆိုရင်ဆူသွားပြီဆိုတော့မီးလေးခဏရပ်ထားလိုက်မယ်ဟုတ်တော့သုံးပါကျွန်တော်မစ်ဇာကိုသုံးမယ်ကျွန်တော်သုံးမဲ့ဟာကဒါကတော့ဒါအခြေခံလေးပါသူက3မျိုးပါတယ်ပေါ့နော် beat ရပေါ့နော်ဒါကတော့ beat လို့ခေါ်တယ်ဒါကတော့ hook လို့ခေါ်တယ်ဒါကတော့ whisk လို့ခေါ်တယ်ပေါ့နော် hook ကကြတော့ပါမိုးတွေပါဖုတ်လို့ရှိရင်သုံးလို့ရတယ်မရက်ရိုက်တာတို့whipping cream ရိုက်တာတို့ whisk ကိုသုံးလို့ရတယ်တင်းဒီကောင် beat ရိုက်တာကြတော့ clay လောက်တဲ့ chew pastry တွေပေါ့နော် chew pastry လောက်လို့ရှိရင်beat ကိုသုံးလို့ရတယ်အဲ့တော့ဒီ brownie ဖုတ်တာတို့ဘာတို့နေကျင်လို့ရှိရင် beat ကိုသုံးလိုက်ပေါ့နော်ကွေးမှာကိုလုံးမယ်ဆိုလို့ရှိရင်ဒီလိုမျိုး wire whisk အမာလေးရှိတယ်ဒါဆိုလို့ရှိရင် wire whisk ပျော့တယ်ပေါ့နော်ဒါ wire whisk အပျော့ဒါလေးရကြတော့အရင်ကြီးကြမ်းကြမ်းမှွေလို့အဆင်မပြေဘူးဒါမျိုးမှာအမာရှိတယ်အဲ့အမာနဲ့ဆိုလို့ရှိရင်အားလေးနည်းနည်းစိုက်လို့ရှိရင်ဒီကောင်လိုပဲဒီ brownie နယ်တာတော့မုန်းနေတော့ပါဘူးဆိုရင်ကောင်းကောင်းသုံးလို့ရတယ်ပေါ့နော်ခုဆိုလို့ရှိရင်ကျွန်တော်သုံးမဲ့ big ဆိုတဲ့အားလေးကိုကျွန်တော်ဒီဆက်မှာတက်မယ်အခုကျွန်တော် dry ingredient တွေဖြစ်တဲ့ cake flour ရယ်ဒီမှာ cocoa powder ရယ် baking soda ရယ်အဲ့ဒါကိုချောမယ်ဒီနေရာမှာတစ်ခါတန်းထည့်လို့မရဘူးလားဆိုတော့ရပါတယ်ဒါပေမဲ့တစ်ခါတန်းထည့်တာနဲ့ဒီလိုမျိုးစကားလေးနဲ့ခံပြီးထည့်ရတယ်ဘာကွာလဲဆိုတော့တစ်ခါတန်းထည့်ရင်ဒီမှာကြည့်တော့ဒီမှာအလုံးလုံးတွေအစီအစီတွေဖြစ်သွားလို့ရှိရင်တေချာကောင်းကောင်းမပျော့ဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလေး stranger လေးနဲ့တိုက်ချလိုက်တော့အကောင်လုံးကတော့မှုန်ညံ့နေရဲ့အမုံလေးရရတယ်ပေါ့နော်ကျွန်တော်ပြမယ်ဘာကြောင့်ဒီ stranger လေးနဲ့တိုက်လဲဆိုတာစီစီကြံခဲ့တယ်အဲ့စီစီတွေမပေါအောင်လို့ကျွန်တော် strainer တိုက်တာဖြစ်တယ်အဲ့တော့ဒီမှာအနုစားအမှုန့်လေးတွေပဲကြံတယ်ဒီလိုအမားတဲ့အစီစီပါမရှိတော့ဘူးเนาะအဲ့တော့ pastry လုပ်တယ်ဆိုတာကစနစ်ကျဖို့လိုတယ်ပစ္စည်းတွေသုံးပြီးပုံမှန်ကန်ဖို့လိုတယ်ဖြစ်သလိုလုပ်ရင်ဖြစ်သလိုမဟုတ်ပဲရမယ်တေချာလုပ်ရင်တေချာလုပ်တဲ့မဟုတ်ထိုက်ချာရမယ်ပေါ့နော်ဟုတ်ကဲ့ခုဆိုရင်ကျွန်တော်ကြက်ဥလေးတွေစပြီးတော့ခွဲမယ်ပေါ့နော်ကြက်ဥကိုတခါတည်းတန်းပြီးတော့မသုံးနဲ့ရေသုံးကိုယ်တိုင်းတေချာခွဲပြီးတော့ကြက်ဥကောင်းမကောင်းကိုအရင်ခွဲပြီးတော့မှသုံးပါနော်အဲ့ဒါဆိုရင်တော့မပြည့်စည်ရတော့ဘူးပေါ့ဗျာဝေးဒီထဲကိုကျွန်တော်ဒါလေးကိုထည့်မယ်ခုဆိုရင်ကျွန်တော်ခုနကရေဖြော်ထားတဲ့ဟာလေးတွေကိုဒီ dry ingredient တွေထည့်ထားတယ်ပေါ့နော်အမုန်းတွေထည့်ထားတဲ့ကိုထည့်မယ်ကြားဒီလောက်လေးတွေဆိုရင်ရပြီပြဿနာမရှိဘူးဟုတ်ဆိုရင်ဒီဆက်လေးတွေကိုကျွန်တော်ထည့်မယ်အရင်ဦးဆုံးဘယ်ရပဲစမှုငွေနံပါတ်အသေးဆုံးကနေစပါကျွန်တော်တို့တစ်ကနေစထားတယ်ပြီးရင်ကျွန်တော်ကျုပ်ထည့်မယ်ကျုပ်ကိုဖြည်းဖြည်းချင်းတစ်လုံးချင်းစီထည့်မယ်ပြီးရင် high speed လေးနဲ့ထည့်မယ်ဒီလောက်တဲ့အခါမှာကျွန်တော်တို့အများနဲ့အချိန်တွေ speed တွေအပူချိန်တွေကိုပုံသေးထားရတဲ့ဆာလို့ရှိရင်ကိုလုံးမဲ့မုတ်ကဘလို့နေထားလဲဘလို့လဲဆိုတာကိုအများတန်းစစ်ပါကျွန်တော်ပြောတိုင်းလည်းမယုံနဲ့ကျွန်တော်ကဒီ speed နဲ့10မိနစ်ရိုက်တယ်ကျွန်တော်နံပါတ်4နဲ့10မိနစ်ရိုက်တယ်ဒါပေမဲ့အခုတို့မတို့အိမ်ကဆက်ကနံပါတ်5နဲ့ရိုက်မှရမယ်ဆိုရင်နံပါတ်5နဲ့ရိုက်ကိုရိုက်ရမယ်ဒါကကြတော့တစ်ခေါက်လုံးယုံနဲ့အကောင်းဆုံးမဖြစ်သွားဘူးထက်ကတလဲလဲဥမာ2ခေါက်ဖြစ်နေဖြစ်မယ်3ခေါက်ဖြစ်နေဖြစ်မယ်မုတ်ပြတ်သွားတဲ့အချိန်နဲ့ပြတ်သွားမယ်ဘာမှမဖြစ်ဘူးကိုယ့်ကိုဆက်ပြီးတော့လုံး
အခုကျွန်တော်နံပါတ်4နဲ့ရိုက်နေတယ်ဒါပေမဲ့အကိုတို့မအင်အားဆက်တွေကနံပါတ်5တို့6တို့နဲ့ရိုက်ရမယ်ဆိုရင်နံပါတ်5တို့6တို့နဲ့ရိုက်အဲ့တော့ကိုပစ္စည်းအကြောင်းကိုပြီးသိဖို့လိုတယ်ပေါ့နော်တော့ဒီလောက်ဆိုရင်နေတော့ပဲကျွန်တော်တို့ကရပြီအခုဆိုရင်ကျွန်တော်အားလေးတော့ရပြီဒါဆိုရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါလေးကိုမိုးထဲထည့်မယ်အဲ့ဒါလေးကိုကျွန်တော်ပြင်အပွားနေ chocolate chip လေးနည်းနည်းထည့်လိုက်မယ်ဒီထဲမှာ chocolate chip လေးအကြောင်းနည်းပြောပြမယ် chocolate တွေတော်တော်များများအစီဓာတ်ပါတယ် fat content ပါတယ်များတယ်မှာပါတယ်အဲ့တော့စားမယ်ဆိုရင်လည်းကိုယ်ဝေးဆိုင်ပြီးစားကြပါခုတော့ရင်ကျွန်တော်အာဘန်နဲ့ထည့်မယ်အာဘန်ကတော့ကျွန်တော်တို့အိမ်သုံးအာဘန်တိုက်တဲ့ပုံမှန်အာဘန်ဆိုသုံးလို့ရအောင်နော်function ကကြတော့အပေါ်မီးအောင်မီအပေါ်လည်းပူပေးမယ်အောက်လည်းပူပေးမယ်အပေါ်မီးအောင်မီအပူချိန်ကကြတော့150 degree celsius ပါနော်အဲ့တော့150 degree celsius နဲ့ကျွန်တော်ပထမဆုံးမိနစ်50ဖုတ်မယ်ထည့်မယ်အဲ့ဒါရင်ကျွန်တော်ပထမဆုံးမိနစ်50စဖုတ်မယ်ပြီးရင်နောက်တစ်ဖက်လှန်ပြီးနောက်ထပ်မိနစ်50ထပ်ပြီးတော့ဖုတ်မယ်ခုဆိုရင်ကျွန်တော်ပထမတစ်ချိန်ဖုတ်ထားတာပေါ့နော်မိနစ်50နီးပါးရှိပြီအဲ့ဒါကင်လို့ရှိရင်ဒါလေးတွေကတော့ safety first ပေါ့နော်အပူမလောင်ဒါလေးနဲ့ဒီလိုမျိုးလေးညှပ်လိုက်ပေါ့နော်ညှပ်ပြီးတော့ဆွဲလိုက်ဒီမှာပေါ့နော်ခုဆိုရင်ဒါဆိုလို့ရှိရင်ဒီလောက်ဆိုရင်တော်တော်အဆင်ပြေနေပြီပေါ့နော်ဒါပေမဲ့နောက်ထပ်တစ်ချိန်ကျွန်တော်ထပ်ပြီးဖောက်အောင်ပေါ့နော်အပေါ်လည်းတက်လာပြီပေါ့နော်ကိတ်တယ်တောက်သွားပြီနောက်တစ်ချိန်ထပ်ပြီးတော့ဖောက်မယ်ပြန်ညာလှည့်လိုက်မယ်ဒီရချိန်ထပ်ပြီးတော့ဖောက်မယ်ဆိုရင်ကျွန်တော်တိုင်မှာထပ်မှတ်လိုက်မယ်နောက်ထပ်မိနစ်40 45မိနစ်လောက်ဆိုလို့ရှိရင်ရပြီပြီးရင်ဒါကိုကျွန်တော်တို့အေးခံထားလိုက်မယ်ကျွန်တော်ကတော့ဟိုပစ္စည်းတစ်ခုကိုပေါ့နော်သူအသုံးပြုတဲ့ပုံစံတိုင်းသုံးတာကိုကျွန်တော်ကတော့ပို့ပြီးတော့သဘောကျတယ်ပေါ့နော်အာဘန်ဆိုအာဘန်နဲ့သုံး air fryer ဆို air fryer 3တဲ့နဲ့ဟာသုံးပေါင်းဆိုပေါင်း3တဲ့နဲ့ဟာသုံးပေါ့နော်ဘာလို့ဆိုတစ်ခုချင်းစီသူတို့ခွဲထုတ်ထားပြီဆိုတော့ဟိုကသူတို့ရဲ့အလုံးလုံးပုံ function တွေကမတူတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ခုဆိုရင်နောက်ထပ်မိနစ်40 45မိနစ်လည်းပြည့်ပြီအဲ့တော့ကျွန်တော်ထုတ်လိုက်ပြီ Oh so beautiful ခုဆိုရင်ကျွန်တော် brownie cake လေးကလွယ်ကူနဲ့မြန်မြန်ဆန်ဖုတ်လို့ရတဲ့ cake လေးတစ်ခုဖြစ်တယ်ဖုတ်ပြီးသွားပြီပြီးရင်ကျွန်တော်ကဒီကောင်လေးကိုရေခဲတက်တာထဲမှာပေါ့နော်နောက်ထပ်3-4နာရီလောက်အေးခံလိုက်မယ်ခုဆိုရင်ကျွန်တော်အေးခံလို့လည်းပြီးသွားပြီဒါဆိုရင် brownie လေးကအခုဆိုဆင်းသက်စားလို့ရပြီပေါ့နော်ခုဆိုရင်လွယ်ကူနဲ့ဖုတ်စားလို့ရတဲ့ brownie လေးရပါပြီဒီနေ့ကတော့ကျွန်တော်မိတ်ဆွေဆိုင်တစ်ဆိုင်ဖြစ်တဲ့ဗဟန်းမြို့နယ်ရဲ့တိုင်းအော့ကဖေးမှာကျွန်တော် brownie လာဖုတ်တာဖြစ်ပါတယ်အဲ့တော့ဒီ brownie ဖုန်လေးတွေကအရင်ကလွယ်ကူပြီးတော့ရိုးရှင်းတယ်ကိုယ့်မှာလည်းကိုလွယ်ကူဖုတ်လို့ရမယ်လို့ပြောလိုက်ပါတယ်အားလုံးပဲဒါဆိုလို့ရှိရင် chef dan တော့ YouTube channel နဲ့ Facebook page ကိုလည်း like and subscribe လုပ်ထားပေးဖို့ပြောချင်ပါတယ်အားလုံးနောက်ပတ်တွေမှာပြန်တွေ့ပါမယ်အလင်းသိရင်လည်းတင့်တယ်လို့ကျွန်တော်ဒီ bakery pastry ဟာလေးတွေလည်းရှင်းပြသွားမယ်လုပ်ပြသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်